It's time ဆိုတဲ့အသုံးလေးပြပြချင်ပါတယ် It's time ဆိုတာကတခုခုလုပ်ဖို့အတွက်အချိန်ကြာပြီအချိန်ရောက်ပြီလို့ပြောတဲ့အခါတွေမှာ It's time ဆိုတာလေးနဲ့စပြီးတော့မှပြောလို့ရတယ် It is time အနောက်ကနေပြီးတော့မှ to နဲ့ verb infinitive လိုက်ပြီးတော့မှသုံးလို့ရတယ် It's time to get up အိယာထားဖို့အချိန်ကြာပြီအိမ်မှာကလေးတွေပါတွေကိုနှိုးချင်တဲ့ကလေးတွေကအိမ်နေတော့မဲမထသေးဘူးဆိုလို့ရှိရင်ကိုကနေပြထားလို့ရပြီနော်အိယာကထားလို့ရပြီနော်ဆိုတာတွေကို It's time to get up It's time to get up နဲ့ပြောလို့ရပါတယ် It's time to get up ထားလို့ရပြီနော်အိယာကနေအခုထားဖို့အချိန်တန်ပြီနော်လို့ပြောတဲ့သဘောပါ Now example ကကြတော့ It's time to start living the life you imagine မင်းစိတ်ကူးရင်ထားတဲ့ဘဝကိုစတင်ဖို့အချိန်ရောက်ပြီလို့ပြောတာနောက်ဆုံး example ကကြတော့ It's time to speak up for those who are suffering injustice တရားမမျှတမှုကိုခံစားနေရတဲ့သူတွေအတွက်အသံထုတ်ဖော်ဖို့အချိန်ရောက်ပြီလို့ပြောတာဖြစ်တယ် Speak up ဆိုတဲ့အသုံးလေး Speak ဆိုတာကြောင့်စကားပြောတာ Speak up ဆိုတာကကိုကတခုခုကိုရင်ငုံနှုတ်ပိတ်ပြီးတော့မှတိတ်ဆိတ်နေတာမျိုးမဟုတ်ဘဲနဲ့လူအများကြားအောင်ထုတ်ပြောတာကိုယ်စိတ်ထဲမှာရှိနေတဲ့အရာတွေကိုတစ်ဖက်သူကကြားအောင်လို့အသံထုတ်ပြောတာဖွင့်ပြောတာကို speak up နဲ့သုံးပါတယ်ဒီမှာလဲ example မှာ It's time to speak up ထုတ်ပြောဖို့အချိန်တန်ပြီဘယ်သူတွေအတွက်လဲဆိုရင် for those who are suffering ခံစားနေရတဲ့သူတွေ injustice တရားမမျှတမှုကိုခံစားနေရတဲ့သူတွေကိုအတွက်ကိုကထုတ်ဖော်ပြောကြဖို့အချိန်တန်ပြီဆိုတဲ့ example ဖြစ်ပါတယ်ဒါလို့ဆိုလို့ရှိရင် it's time ဆိုတာလေးကိုသုံးပြီးတော့မှတခုခုကိုလှုပ်ဖို့သွားဖို့လာဖို့စားဖို့ဖြစ်ဖို့အတွက်အချိန်တန်ပြီဆိုတာလေးကိုအသုံးပြုတတ်ပြီလို့ထင်ပါတယ် it's time to say goodbye now bye bye